ကနေပြီးတော့ဒီကိုသွားပြီးတော့ဟိုတောင်ကိုပြင်းနေတဲ့ဖြိုပြီးရင် village မှာမချန်ဘူးအဲ့တော့ဖြိုတဲ့ချိန်လဲကျွန်တော်တကယ်ရရင်လွမ်းတယ်ငါတယောက်ရဲ့ပြင်းစရာကြီးသူမရှိငါဘာလို့ရမလဲသူမရှိရင်ကိုတယောက်လိုအကူရမယ်လို့ငါမှမရှိတော့ဘူးမျက်ရည်တော့ကြောက်တယ်တော့တော့လည်းဟုတ်တယ်မင်းလေးကြောင့်ဆိုကြောမျက်မှန်တက်ထားဆိုတော့ခုတက်ထားပါလေဟိုမျက်မှန်ပေါ်ကင်မရာမှာဟုတ်ကြောအရင်ဝါထားတယ်မျက်နှာမရှိတော့လေထီလာခရက်မှာလည်းလူတယောက်လျော်သွားပြီကွာသူမပေါ်တော့လေထီလာခရက် episode တွေအရင်လောက်လို့အရင်တော့လို့ရေးစရာကောင်းတဲ့လောက်ရေးစရာကောင်းတော့မှာမဟုတ်သူ့ရဲ့ဗီဒီယိုကွာတုတ်ကြီးလို့ရဆိုရင်အရင်ကြီးလို့ကောင်းခဲ့တာသူနဲ့ရိုက်တဲ့နေထိုးနိုင်ဆိုလဲသူမရှိတော့နေထိုးနိုင်စိတ်ရိုက်လို့မရတော့ဘောနေထိုးနိုင်နေရမှာဘယ်သူနေမလဲဘယ်သူမှနေလို့မရဟာသူရိုက်တဲ့နေထိုးနိုင်ဆိုလဲသူချော်တယောက်လေးလို့မရဘူးအဲ့ဟာကနီကီယာဘာလို့ခုလိုချိန်လှုပ်ချလိုက်တာလဲဘရိုနဲ့ကျွန်တော်နဲ့ပေါင်းပြီးတော့မြန်မာနိုင်ငံရဲ့အရန်ကြီးမားတဲ့ YouTuber တွေလောက်ကြမယ်ဆို Facebook မှာလည်းနာမည်ရောက်လို့ကျွန်တော်တို့စတွင်းကြမယ်ဆိုခုရောဘယ်ရောက်သွားရလဲမင်းဘာလို့ခေါင်းတယောက်လေးချန်သွားရလဲဘာတယောက်လေးလည်းရုန်းကန်လို့ကဲဆိုတော့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် post လေးတင်ထားရထင်ပါတယ် community post တင်ထားရတယ်အဲ့မှာပေါ့နော်ဘာဖြစ်လဲဆိုတာတော့ဘယ်လိုလဲသိမှာဖြစ်ပါတယ်တိကျမှာပါ post တင်ထားလေကျွန်တော်လည်းတကယ်ပဲစိတ်မကောင်းဗျာကျွန်တော်နီကီယာမနေတော့ကလည်းဖျားရဆိုပြီးတော့ကျွန်တော်တို့သတင်းလာပို့ရပေါ့ကျွန်တော်ကလည်းအဲ့ချိန်မှာလေဗျာတကယ်ပဲဒီသူဖျားတာကဘယ်လိုပြောလဲကွာမဟာတိတ်ပြီးတော့မဖြစ်တော့ဘူးပေါ့သူဒီနေ့ဖျားပြီးတော့နောက်ထပ်တစ်ပတ်လောက်နေရင်ပုံမှန်အတိုင်းပြန်ကောင်းသွားရင်ပေါ့အဲ့လိုမျိုးထင်ခဲ့တာပေါ့အတိုင်းမဲ့လေသူကျွန်တော်တို့ပြောနေရတော့ကြာပြီပေါ့နော်သူ့ရဲ့အိမ်ဘယ်လိုပြောမလဲကွာသူ့ရဲ့အိမ်ဘေးနားလူတွေမှာသူတို့တိုက်မှာနေကွာအဲ့တိုက်မှာသူ့ရဲ့အခန်းဘေးနားအခန်းနေပေါ့အဲ့မှာကိုဗစ်ဖြစ်နေလို့တော့သူပြောတာပဲပေါ့အဲ့မှာသူအဲ့လိုဖြစ်ခဲ့မယ်လို့မထင်ထားဘူးပေါ့နော်သူဒီလောက်ကြီးစိုးလာမယ်လို့တကယ်မထင်ထားခဲ့ဘူးအတိုင်းမဲ့လေကျွန်တော်စိတ်မကောင်းပါဘူးနော်ပြီးတော့နောက်တစ်ခုကတော့သူဒီကျွန်တော်ကနေပြီးတော့သူ့ရဲ့ channel ကိုဘယ်လိုလုပ်ပြီးတော့အခုလိုဗီဒီယိုတင်နိုင်လဲဆိုတာပေါ့အဲ့ဒါကတော့ဘယ်လိုပြောမလဲသူကကျွန်တော်ကိုသူအခုကတော့သူမရှိဘူးပေါ့နော်သူရှိတော့ကျွန်တော်ကိုသူ့ရဲ့ YouTube channel မှာ manager role ပေးထားပြီပေါ့သူက owner ဆိုတော့ကျွန်တော်ကို role ပေးလို့ရလေအဲ့တော့ကျွန်တော် manager role ရနေတဲ့အတွက်ဒီသူ့ရဲ့ channel မှာ video လာတင်လို့ရတယ်ပေါ့ပြီးတော့နောက်တစ်ခုကကျွန်တော်ကဘာလို့ကင်မရာဒီလောက်ကြီးများတော့ဝါနေလဲဒီလောက်ကြီးများတော့ဘာလို့ဆုပ်ပြတ်နေလဲဆိုတော့ကင်မရာကကျွန်တော်မျက်နှာကိုဝါထားရပေါ့နော်မဟုတ်ရင်ကျွန်တော်လည်းမျက်နှာမပြချင်တော့ပါဆိုတော့ဒီကတော့ကျွန်တော်တကယ်အစ်စ်ပါအတူမဟုတ်ပါဘူးဆိုတော့ဒီလောက်ဝါနေဆိုတော့ဘယ်သူမှပဲဒီအောင်လုပ်ပြီးတော့မြင်ရ
ရမယ်လို့မဖြစ်ပါဘူးသူရဲ့တုတ်ကြီးတို့ရွာကိုသူ့ကိုတတိယရဲ့အနေနဲ့တစ်ခါလည်မှာပေါ့နော်ဒီနဲ့ဖောက်မှာမဟုတ်ပါဘူးโอเคဒီကတော့ကျွန်တော်နဲ့သူနဲ့ဒါနောက်ဆုံး episode မဟုတ်ပါဘူးနောက်ဆုံး episode ကလင်းပြန်စီတာ